ဆွဲဟာထုတဝေထုရွှေမျိုးဘယ်မှာလဲဆွေမျိုးသူတို့ကရွှေရှိမှတော့သူတို့ကငွေရှိမှတော့မခေါ်ရင်ရတာတိတ်တိတ်ကိုဆိုဒါလားဟဲ့ဆွေမျိုးပြောတာပြောရတော့ဒါရင်မတော့ရွှေရှိတော့ကတယုံယုံငွေရှိတော့ကတဝုံဝုံကံကြမ္မာလေးပြောင်းကိုအကြောင်းကဆိုတရားလူရင်မတို့ငါဝါဆွဲတဝေထုံးငွေမျိုးရဖို့ဝါဆွဲဟာတို့တဝေထုံးရွှေမျိုးဘယ်မှာလဲဆွေမျိုးသူတို့ကရွှေရှိမှတော့သူတို့ကငွေရှိမှတော့မခေါ်ရင်ရတာတိတ်တိတ်ကိုဆိုဒါလားဟဲ့ဆွေမျိုးပြောတာပြောရတော့ဒါရင်မတို့ရွှေရှိတော့ကတယုံယုံဝေရှိတော့ကတဝုံဝုံကံကြမ္မာလေးပြောင်းကိုအကြောင်းကဆိုအောက်ကြလိုက်တာဗျာအလဲတောင်မတော်ဝပါဘူးချီနိုးငါနိုးပင်းနိုးကံနိုးသူတို့ရမဆိုရွှေရှိတော့ကသူတို့မျက်နှာပြားရည်တကားဖို့